နူးညံ့တိမ်မွေ့တဲ့မာကျောကြမ်းတမ်းတာမဟုတ်တဲ့ conflict ကိုကျွန်တော်တို့ဟာညင်ညင်တတာနဲ့ကင်တွယ်ပြီးတော့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ် conflict ဆိုတာမျိုးကနူးညံ့တိမ်မွေ့ပြီးတော့ကင်တွယ်ရခက်တဲ့အရာမျိုးပါမာကျောကြစ်လက်ပြီးတော့ကြမ်းတမ်းတဲ့ကိစ္စမဟုတ်ဘူး very smooth ပဲအဲ့ဒီနူးညံ့တိမ်မွေ့တဲ့မာကျောကြမ်းတမ်းတာမဟုတ်တဲ့ conflict ကိုကျွန်တော်တို့ဟာညင်ညင်တတာနဲ့ကင်တွယ်ပြီးတော့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ်အဲ့လိုဆောင်ရွက်မယ်ဆိုရင်တော့တဲ့အရေးအကြီးဆုံးက emotion လို့ခေါ်တဲ့စိတ်ခံစားချက်ကိုကျွန်တော်တို့ဘယ်လိုထိမ့်မလဲပေါ့ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုဘယ်လိုတိုးတိတ်စွာကျွန်တော်တို့ထိမ့်သိမ့်မလဲနောက်တစ်ခုကတော့ active listening လို့ခေါ်ပါတယ်နားထောင်တတ်ကြမှာပေါ့လေတစ်ဖက်သားပြောတာကိုတိတိကျကျနားထောင်တဲ့အခါမှာတော့ကျွန်တော်တို့ဟာတစ်ဖက်သားရဲ့စကားကိုဒီတိုင်းနားထောင်တာမျိုးမဟုတ်ပဲねမျက်ဝန်းကိုစုံအောင်ကြည့်မယ်ဘူလို့ဆိုရင်တော့ eye contact ပေါ့ဗျာ eye contact ကလည်း respect ပေးတဲ့ eye contact မျိုးဖြစ်ဖို့လိုပါတယ် eye contact ကိုမိအောင်ကြည့်ပြီးတော့ကျွန်တော်တို့ဟာစကားကိုအယူအသေးပေးမှုနဲ့တလေးတစားရှိမှုနဲ့နားထောင်ပြီးတော့ personal ပေါ်မှာ concentration မလုပ်ဘဲနဲ့အကြောင်းအရာပြဿနာကိုပဲဖြေရှင်းမယ်ဆိုပြီးကျွန်တော်တို့ကဆောင်ရွက်ဖို့လိုပါတယ်နောက်တစ်ချက်ကတော့ခုနကကျွန်တော်ပြောခဲ့တဲ့ emotion မှာ emotion ဆိုတာစိတ်ခံစားချက်တွေ so you cannot control your emotion you cannot control your success လို့ပြောပါတယ်ခင်ဗျားရဲ့စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်ခင်ဗျားရဲ့အောင်မြင်မှုတွေကိုလည်းထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တို့စာရီပေဒီမှာဖတ်ဖူးပါတယ်ဒါကြောင့်စိတ်ခံစားချက်ကိုထိန်းသိမ်းဖို့အလွန်အရေးကြီးတယ်လို့သတင်းစကားပေးချင်ပါတယ်